မင်္ဂလာပါဗျဒီနေ့ကျွန်တော်တို့လေ့လာကြည့်မဲ့ဆိုင်ကယ်ကတော့လူငယ်တွေကြားမှာအရန်ရေပန်းစားလာတယ်2026 model Ryan Enfield ရဲ့ Hunter 350 this is 4ပဲဖြစ်ပါတယ်ဘာရှင်ဟောင်းနဲ့ရှင်ရင်ဘာတွေများကွာခြားသွားလဲဖြိုရင်းစီးဖို့ပိုကောင်းလာတာဆိုတာဒီဗီဒီယိုလေးထဲမှာအချက်အလက်ပြည့်စုံနဲ့တင်ဆက်ပေးသွားမှာဖြစ်လို့ဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးဒီဇိုင်းနဲ့အယောင်ပိုင်းကိုကြည့်အောင်ပါဘာရှင်ဟောင်းမှာလူကြိုက်များခဲ့တဲ့အယောင်တွေအပြင်2026 model မှာဆိုရင် Rio White နဲ့ London Red တို့လိုပိုပြီးရဲရင်တောက်ပါတဲ့စက်တဲ့အယောင်တွေကိုထည့်သွင်းပေးထားပါတယ်။ဒါ့အပြင်ဆိုင်ကယ်ရဲ့နောက်ပိုင်း frame ပုံစံနဲ့ထိုင်ကုန်ခိုင်ခန့်မှုတွေကိုပါနည်းငယ်ပြင်ဆင်ပေးထားလို့ကြည့်ရတာပိုပြီးဆက်ဆောင်မှုရှိတယ်။ခေတ်ဆိုင်တဲ့ဆွေးရိုးပုံစံကိုပိုပြီးပြင်စေပါတယ်။ကဲဒီတစ်ခေါက်ဘာရှင်းအစ်စ်မှာလူတွေအမျှော်လင့်ဆုံးနဲ့အသုံးဝင်ဆုံးပြောင်းလဲလို့ပြောပြပါမယ်။ပထမတစ်ခုကတော့Minute Top version တွေမှာ assistant slipper clutch ကိုစတင်ထည့်သွင်းပေးလိုက်တာပါ။ဒါကြောင့် gear ပြောင်းရတာပုံညက်ပြီး clutch ညှိရတာပိုပြီးပေါ့ပါသွားပါတယ်။ဒုတိယအနေနဲ့မီးစနစ်ပိုင်းမှာ halogen မီးရဲ့အစားပိုလင်းမီးခင်မီးရဲ့ LED headlight ကိုတောင်းလဲတက်ဆင်ပေးလိုက်ပါပြီ။ဒါ့အပြင်လက်ပြမြေပုံကြည့်ဖို့ tripper navigation စနစ်နဲ့ဖုန်းအားသွင်းဖို့ USB Type-C port တို့ကိုလည်းပို့ဆင်ပြီးအောင်စီစဉ်ပေးထားပါတယ်။အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင်တော့နာမည်ကြီးပြီးသားဖြစ်တဲ့349cc SOAC 4AV engine ကိုပဲဆက်လက်အသုံးပြုထားပါတယ်။မြင်းကောင်ရအနေနဲ့20ဝန်းကျင်ထက်ရှိပြီးလူရင်းမှာလည်းအထအကျကောင်းနေမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာရှင်းအောင်နဲ့မတူတာကတော့နောက်ပိုင်းတာယာနဲ့တွက်ဖက်ထားတဲ့ suspension စနစ်ပါ။ဒီမှာပြီးကလမ်းမကောင်းတဲ့နေရာတွေမှာတောက်တောက်ရှိသေးဖို့ပိုပြီးပြောင်းညံ့တော့အောင်ပြန်လည်ချင်းကြီးပေးထားပါတယ်။ ground clearance ကလည်း10 mm ပိုပြီးမြင့်လာတာဖြစ်လို့ဖိုက်တိုက်မိမှာကိုစိုးရင်စရာပုံနေသွားပါတယ်။ဒီကုန်းချုပ်ပြီးရင်တော့ဒီဆိုင်ကဈေးနှုန်းကိုပြောပြပြီးတော့မှာပါ။ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်တော့2026 Ryan Enfield Hunter ရဲ့350ဟာမူလရှိပြီးသားကောင်းမွန်တဲ့ထိချွတ်ရလက်ကူမှုနဲ့တက်ကြွတဲ့ဒီဇိုင်းကိုအခြေခံထားပြီးအားနည်းချက်တွေဖြစ်တဲ့မီးအားကောင်းဖို့ဂီယာချဲရတာပုံညက်ဖို့နဲ့ e-way စီရင်ပိုတက်လောင်စွာရှိနေဖို့ထားတဲ့အချက်အလက်တွေကိုအဓိကဖြည့်တင်းပေးထားပါတယ်။မြို့တွင်နှိမ့်ကျင်သွားလာဖို့အတွက်ဖြစ်လမ်းစား modern classic ဆိုင်ကယ်ကြီးကိုချနေရဆိုရင်တော့ဒီ Hunter 350ကအသစ်လေးကအသင့်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။2016 model Ryan Enfield ရဲ့ Hunter 350ရဲ့ဘာပေါက်ဈေးကအိန္ဒိယငွေ1.4 သိန်းကနေ1.7 သိန်းဝန်းကျင်မြန်မာငွေနဲ့ဆိုရင်ပို့ဆောင်ကားတွေကိုပို့တည်ပြီးတော့390ဝန်းကျင်ကနေ390ကျော်ဝန်းကျင်အထိကျသင့်နိုင်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးဖို့မမေ့နဲ့အောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ် Ride safe ပါ